Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကြက်ဥကြိုက်တဲ့ကျမပေါ့နော်ကြက်ဥချက်ပြမှာဖြစ်ပါတယ်ကြက်ဥကိုဘယ်လိုချက်မှာလဲဆိုတော့ကြက်ဥငွေချက်ပေါ့နော်အရင်ဆုံးစီတဲပါမယ်စီအိုးကိုစီပူလာပြီဆိုလို့ရှိရင်တက်တော်နီလေးထည့်ပါမယ်ပြီးရင်တော့ဂျင်းနဲ့တက်တော်ဖြူလေးပါရောပြီးတော့ထည့်ပါမယ်ရှင်ဒီတစ်ခေါက်ဂျင်းလေးပါလို့သုံးမိထားတာလဲဆိုတော့ကြက်ဥရဲ့ညင်ညံအောင်ပြအောင်လို့ပါပြီးရင်တော့ခရမ်းကျင်ဒီလေးထည့်ပါမယ်ပြီးရင်တော့အယောင်အတွက်စနင်းမုံအငင်းငယ်ထည့်ပါမယ်စနင်းမုံထည့်ပြီးသွားရင်အယောင်တင်းမုံလေးထည့်ပါမယ်ပြီးလို့ရှိရင်တော့ဒါလေးတွေကိုအယောင်လေးလှလာအောင်လို့ဝှေ့ပေးပါမယ်ရှင်ဝှေ့ရရင်အရင်ကြိုက်ပါရဲ့နော်အဲဒါကြောင့်မို့ခဏခဏဝှေ့ပါတယ်ကဲဒီလိုလေးဆိုရင်တော့ခရမ်းကျင်တီလေးနူးသွားအောင်ပေါ့နော်ပြီးရင်ရေလေးထည့်ပါမယ်ရေလေးထည့်ပြီးလို့ရှိရင်တော့အုပ်ထားပါမယ်ပြီးရင်ခဏကြာရင်လက်ကြည့်လိုက်ပါမယ်လက်ကြည့်လိုက်တဲ့အခါကျတော့ခရမ်းကျင်တီလေးတွေကဒီလိုအနေထားရောက်နေပါပြီအဲ့ဒီအချိန်မှာတော့နာတော့ကကြက်ဥလေးကိုခလောက်ထားပါတယ်ကြက်ဥထဲမှာရတာတော့မထည့်ထားပါဘူးရှင်အဲ့ဒီကြက်ဥလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်တော့ကြက်ဥနဲ့ခရမ်းကျင်အနစ်လေးနဲ့ကိုရောပြီးတော့တမအောင်မှွေလိုက်ပါတယ်မှွေပြီးသွားရင်တော့ရတာအတွက်အစားလေးထည့်ပါတယ်အသားမုံလေးနဲ့ထည့်ပါတယ်အသားမုံကအချိုးမုံမသုံးလို့အသားမုံလေးထည့်တာပါနော်ပြီးလို့ရှိရင်တော့ဒါလေးကိုမှွေပါမယ်ရတာလေးနှံသွားအောင်မှွေပါမယ်နော်ပြီးရင်တော့ငြူသီးစိမ့်လေးအုပ်ပါမယ်ပြီးရင်တော့ကျွန်မမွှေးလေးစားချင်လို့ပေါ့နော်မဆလာလေးလည်းထည့်ပါတယ်မဆလာလေးထည့်လိုက်ပါတယ်နော်မဆလာလေးထည့်ပြီးသွားတဲ့အခါကျတော့ဒါလေးကိုအုပ်ပါမယ်အုပ်ပြီးလို့ရှိရင်ပြန်လှပ်ပါမယ်ပြန်လှပ်ပြီးရင်တော့ခုလိုမျိုးလေးမွှေးလေးရပြီပေါ့နော်ကြက်ဥမွေချက်မွှေးလေးရပါပြီရှင်အဲ့တော့ဒါစားလို့ရပါပြီအဲ့တော့ဒီလိုလွယ်လွယ်ကူလေးကိုလှူစားကြည့်ကြပါအားလုံးပဲဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်